ကနော်ဒါဦးလေးချန်နယ်သေးပဲနော်ဦးလေးချန်နယ်အဟောတော့လို့တွေ့မရတော့ဘူးနော်အခုမှတွေ့တဲ့သူတဲ့ဦးလေးချန်နယ်သိဖို့လာစကလဲနုနေပြပါနော်ဦးလေးနာမယ်သိရတော့အိုလေးလို့ဆိုဦးနော်အိုလေးလို့ဆိုဦးရဲ့နော်တွေ့တဲ့သူတဲ့တွေ့တဲ့သူတဲ့လာစကလဲလို့ပြောပြနာကနော်တခါလေးနေပြပါနော်ဦးလေးကိုအားပေးပါနော်ဒါ channel သိပဲဦးလေးလည်းနေရမယ်နော်အဟောကနေအခုအစ်စ်ပြလို့နော်အဟောပြက်ပြီးလို့ဘာမှလို့မရဘူးနော်ဒါအစ်စ်ပဲနော်တွေ့ပြီးအောင်မြင်အားပေးကြပါနော်လက်မှတ်လေးနေပြပါပြနာနော်တခါလေးကိုနေပြပါနော်နော်ကဲတွေ့နေလေးစမယ်နော်ကဲတဲ့နေလေးစမယ်လက်မနော်ပရိနေအပြပေါ်တဲ့ခွဲပဲနော်အပူပဲနော်ဘူးလေးချက်ပြပေးလက်မနော်ဒါ channel သိလာစကလေးနေပြပါနော်ကဲဦးလေးဆက်ရလက်မအခုလာမဲ့တရက်လေးလ2026ကြီးအတွက်နော်ထစ်စီအရေးစားလိုက်မယ်နော်တကွက်ထဲပဲနော်ကဲထစ်စီအရေးစားလိုက်မယ်နော်ထစ်စီမှာနော်အပူတဲ့တကွက်နော်ပြိနော်ကဲဦးလေးစားလိုက်မယ်ဒီမှာငါနဲ့ပေါင်းခုငါနဲ့ပေါင်းခုဆိုရင်ငါနဲ့ပေါင်းခုဆိုရင်တပေကျော်မှာဆိုခုထက်စီနော်ဒါထက်စီနောက်ပြီးတော့ကိုနဲ့6နဲ့ပေါင်းငါထစ်ဆိုရင်နှလုံးပေါင်းချင်းမှာငါတပေကျော်မှာဆိုရင်ငါထစ်စီနော်နောက်ပြီးတော့စီနဲ့3နဲ့ပေါင်း7တပေကျော်မှာဆိုရင်တိစီထားလိုက်ပါနော်တိစီနော်တိစီကဲတိစီဆိုရင်ဒီမှာဦးလေးငါနဲ့ပေါင်းခုတပေကျော်မှာဆိုခုထစ်စီ6နဲ့9နဲ့ပေါင်း6နဲ့9နဲ့ပေါင်း15ဆိုရင်တပေကျော်မှာဆိုရင်ငါထစ်စီနှလုံးပေါင်းကြီး7တပေကျော်မှာတိစီနော်ကဲအလက်ထဲမှာဆိုဦးလေးတစ်ချက်တော့ပြကြည့်ဦးမယ်နော်ဒါဦးလေး channel အသစ်ပဲနော်တွေ့တဲ့သူတဲ့ကိုလက်မလေးနှိပ်ပေးပါနော်ဦးလေးပြပြပေးလိုက်မယ်နော်ပရိနဲ့အပြပေါ်တဲ့ခွဲပဲနော်ကဲထေးပြီးတော့ခါနော်ဒီမှာထေးပြီးတော့ခါဒါကနေနော်ပိတ်နော်ထေးပြီးတော့ခါဒါကနေနော်ပိတ်နော်ထေးပြီးတော့ခါဒါကနေနော်ပိတ်နော်တခွက်ထဲနော်ပရိနဲ့အပြပေါ်တဲ့ခွက်ထဲနော်ကဲနော်ဒါကနှလုံးပေါင်းချေခုမှာဆိုရင်တပေကျော်မှာဆိုခုတက်စီနှလုံးပေါင်းချေ6နှလုံးပေါင်းချေ15ဆိုရင်တပေကျော်မှာဆိုရင်6တပေကျော်မှာဆိုရင်5တက်စီနှလုံးပေါင်းချေ7တပေကျော်မှာဆို1တက်စီနော်ကဲအလဲထဲမှာဦးလေးပြလိုက်မယ်နော်အလဲထဲမှာဆိုရင်ကဲအလက်ထဲမှာနှလုံးထိကိနော်အလက်ထဲမှာဆိုရင်နော်ဒီနှလုံးပေါင်းချင်းတင်းနဲ့ငါနဲ့ပေါင်း6တင်းနဲ့ငါနဲ့ပေါင်း6နဲ့9နဲ့ပေါင်းတင်းနဲ့ငါနဲ့ပေါင်း6နဲ့9နဲ့ပေါင်း15ငါပါဝါ3ညနော်
ငါပါဝါ3ညဆိုတော့ထိပါတယ်နော်ဒီမှာ3ညနော်နောက်ပြီးတော့ခုနှလို့ပေါ်ချေလေးနဲ့နီးနဲ့ပေါင်6နော်3လို့ပေါ်ချေနော်ခုနှလို့ပေါ်ချေလေးနဲ့နီးနဲ့ပေါင်6လေးနဲ့နီးနဲ့ပေါင်6ဆို6ပါဝါတိနော်6ပါဝါတိဆိုဒီမှာ6ညိပါတယ်နော်6ညိပါတယ်ပြီးတော့နောက်ပြီးတော့ငါနဲ့6နဲ့ပေါင်ဆက်တိနဲ့3ညနဲ့ပေါင်တိပါဝါ6အလဲတဲ့နော်ဒီမှာဆိုရင်ခု3ညခု9နော်အတာအထစ်စီးတာလဲတဲ့ခု3ညခု9ဆိုရင်ဒီမှာကနေခု3ညတွဲထိတယ်နော်ခု3ညတွဲထိတယ်နော်ဒီမှာခု3ညတွဲထိတယ်နော်နောက်ပြီးတော့ငါထိဆိုရင်ငါတိငါ6ဆိုရင်ဒီမှာငါ6တွဲထိတယ်နော်ဒီမှာခုနကတော့ခု3ညဒီတစ်ခါမှဆိုရင်ငါ6တွဲထိတယ်နော်ဒီတစ်ခါမှဆိုရင်တိ6တိနော်တိ6တိနော်ပြီးဆိုရင်ဒါအတွဲထိပြီနော်နောက်ရုပ်လေးပြစီသွားမယ်နော်ပြစီပေးလိုက်မယ်နော်အပြီးဖော်တဲ့နှစ်ခွဲပဲနော်အဲ့ဒီနှစ်ခွဲမှာ pregnant နဲ့စီလိုက်မယ်ဆိုအပြီးဖော်တဲ့ခွဲပဲနော်ကဲနောက်မှဆိုရင်ကဲဟိုနော်ကဲဒီမှာနော်ပေါ်လိုပေါ်ချင်းနော်နော်လိုပေါ်ချင်းခုနဲ့ကိုနဲ့ပေါင်း16နော်16ဆိုရင်ဒီမှာရေးလိုက်မယ်နော်16ဆိုရင်6နောက်ပဲနော်6နောက်ပဲဆိုခု3ည6နော် print နဲ့ပြတွဲလို့ခု3ည6ခု9 6နော်နောက်ပြီးတော့အဲ့ဒီ3လိုပေါင်းချင်းမှာနှလိုပေါင်းချင်း4နဲ့9နဲ့ပေါင်း73နော်ဒါနောက်ပဲနော်73ဆိုရင်ထွက်တဲ့ကနာကတော့963နော်963နော်ဒီမှာ963နော်ဒီတစ်ခါမှာဆိုရင်3လိုပေါင်းချင်း15နောက်ပဲနောက်ပဲဆိုရင်တီ5တီ6 5နော်နောက်ကွဲပဲနော်ခု3ည6ခု9 6နော်ဦးလေးရေးလိုက်မယ်နော်ဒီမှာနော်ခု9 6ခု3ည6နောက်ကွဲပဲနော်နော်ရေးလိုက်မယ်နော်ဒီမှာနော်ဒီနှစ်ခွဲပဲတစ်ခွဲပေါက်ရမယ်နော်ခု9 6ခု3ည6ခု9 6ခု3ည6နော်နှစ်ခွဲဆိုဒီမှာတစ်ခွဲထိရနော်ခု3ည6နော်ခု9 6ခု3ည6နောက်ပြီးတော့9 6 3 9တိ3 9 6 3 9တိ3နော်ဒီတစ်ခါမှဆိုရင်တိနော်ဒီမှာနော်ဒီတစ်ခါမှဆိုရင်တိ5တိ6 5နော်ရေးလိုက်မယ်နော်တိ5တိ6 5နော်အဲ့ဒီမှာခု3ည6နော်ညှိပါတယ်နော်ဒီမှာခု3ည6ဒီမှာကနေ9 6 3ဒီမှာ9 6 3ညှိပါတယ်ဒီခါမှာဆိုအဲ့ဒီနှစ်ခွဲမှာဆိုရင်ဘယ်အတွဲညှိပါလဲနော်ဦးလေး print နဲ့စီလိုက်မယ်နော်ပြိမှန်ဆိုရင်နော်ဒါအပူတစ်ခွဲထဲပဲနော်ဦးလေးချက်ပြပေးလိုက်မယ်ပြိမှန်ဆိုရင်ဒီမှာဦးလေးရင်းအဲ့ဒီမှာနှလုံးပေါ်ချင်းမှာ30
10နဲ့9နဲ့ပေါင်း15နော်နှလုံးပေါကြီးမှာ10နဲ့9နဲ့ပေါင်းခွာပေါကြီးနှလုံးပေါကြီးမှာ10နဲ့9နဲ့ပေါင်း15ဆိုရင်ဒါပြိနော်9နဲ့ခတ်3ဆိုရင်ဒီမှာခု3ရ6ကနေ3ပြိနော်ဒါပြိနော်ပြိဆိုင်နော်ပရိသတ်နော်ဦးလေးပြပြလိုက်မယ်နော်နောက်ပြီးတော့ဒီနှလုံးပေါချင်းမှာဆိုရင်15ဒီနှလုံးပေါချင်းမှာဆိုရင်15 9နဲ့9နဲ့ပေါင်း14 4နဲ့ခါနိနော်4နဲ့ခါနိဆိုရင်ဒီမှာကနေ9 6 3ကနေ4ပြိနော်နှလုံးပေါချင်း15 9နဲ့9နဲ့ပေါင်း14 4နဲ့ခါနိဆိုရင်ဒီမှာကနေ4ပြိဒီတစ်ခါမှာဆိုရင်စီနဲ့3ညနဲ့ပေါင်းစီနဲ့9နဲ့ပေါင်းခိုနဲ့ခါ3ညဆိုရင်ဒီမှာကတော့တိငါကတော့ခုနှစ်ပြိတိ6 5ကနေ12ပြိနော်တိ6 5ကနေ12ပြိဒီတိငါကအဲ့ဒီတိငါကတော့ခုနှစ်ပြိတက်တယ်နော်တဲ့ဒီတစ်ခွက်ကတော့အရာနော်ဒီ6 5တော့အရာနော်ဒီတစ်ခွက်မှာထဲနော်ခုနှစ်ပြိနော်ဒါကတော့9 3ဆိုရင်ဒီမှာကနေ3ပြိနော်ဒီမှာခု3ရ6 3ပြိ4နှစ်ပြိဆိုရင်9 6 3ကတော့4ပြိခု3ညပြိဆိုရင်တိဒါအပူစီ6 6 3ည9ဆိုရင်တိ5တဲ့နော်တိ5ထဲနော်တိ6 5ကတော့အရာနော်ထိုရမယ့်ကနာကတော့ဒီတစ်ပတ်မှာဆိုရင်တရက်4လ2026 6จีအတွင်းမှာဆိုရင်ဒီတက်တိ5ဆိုရင်တဲ့နော်ခုငါ3ညခုပါဝါနိဆိုရင်တိ6 5အရာနော်အချက်တွေယူတော့ပါနော်ဒါချာနဲ့သိပါပဲနော်အားလုံးစီပြီးခါခေါ်ကြပါစေတတ်တာပါနော်လူသိဆိုအပ်ပြလိုက်ပါနော်ဒါဦးလေးချာနဲ့သိပဲနော်ဒါတော့ဦးပဲအိုလေးလို့ဆိုဦးပဲ 3D ကတော့ပြချလာနောက်ပြီးတော့အဒီလှပ်ပြီးမှဆိုရင်ဒူဒီနဲ့ဦးလေးဆက်တွဲလိုက်ပါမယ်လေဆက်ပြပေးလိုက်မယ်နော်ဒါတဲ့ခွဲကတော့ဒီငါနော်တိငါဆိုရင်ခုနှစ်ပြိညိတယ်ငါ6တော့ကတော့4ပြိခု3ည6ကတော့3ပြိဒီတစ်ခါမှဆိုရင်တိငါတော့တဲ့နော်တိငါဆိုရင်တဲ့နော်ခုနှစ်ပြိတိ6 5ကတော့2ပြိအရာနော်နော်အချက်တူယူတော့ပါအားပေးကြပါလက်မလေးနေပြင်လာတော့တခါလေးနေပေးပါနော်နော်ဒါနော်ဦးလေး channel သိပဲနော်ဒီမှာဦးလေးမျက်နှာတစ်ချက်လောက်ပြပြလဲမယ်နော်မှတ်ထားလဲနော်ဦးလေး channel သိပြောလဲပြီနော်အဲ့ဒီဦးလေးကိုလဲလွတ်လဲရတဲ့တိုင်းမဲ့ဟိုမှာညီလို့မပေါ်ဘူးပဲလို့လဲနော်ဒါ channel သိပဲဦးအိုလေးလို့ဆိုဦးပဲနော်ဒီလောက်ပါပဲနော်အထားပေးလဲပါနော်တတ်တာဒီလောက်ပါပဲနော်တတ်တာပါနော်